တွေ့တာသူတော့ရှိပါတယ်ตาရတဲ့ဘဝတစ်ခုစောက်ရန်ရည်ရွယ်ဒါပေမဲ့မဖြစ်ခဲ့ဘူးကွယ်တစ်ချိန်ငိမ်တော့တနေရတော့တစ်စုံတစ်ခုသောအကြောင်းနဲ့ပြဲသွားမြဲမယုံကြည်နိုင်တော့အောင်ခြေနေတွေတိုက်ဆိုင်တော့ပွဲနောက်တစ်ခါအတွက်လဲမရဲချေရတယ်လက္ခဏာဆရာကပြောတဲ့မေရဲ့နှလုံးသားညောင်းမှကြုံခနေတယ်မိမနဲ့ပတ်သက်လာရဲ့အမြဲတမ်းပဲကန်စိုးနေမယ်အခမသိရဲ့အချစ်ရဲ့အတွက်ကိုတောင်းရန်ရှာလိုက်မဲ့မြတ်ကချစ်သမား